အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တမင်ဦးဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာတော့အပိုင်း20ခုကိုမသွားခင်အပိုင်း26မှာကျွန်တော်ဆွေးနွေးတဲ့နေရာမှာကြံခဲ့တဲ့အကြောင်းအရာတချို့ကိုဖြည့်ဆွက်ပြီးပြောချင်ပါတယ်ခင်ဗျာကျွန်တော်ဆွေးနွေးမှုမစခင်မေးခွန်းတစ်ခုမေးချင်ပါတယ်လူနှစ်ယောက်ကအဖြစ်အပျက်တစ်ခုတည်းကိုကြည့်ပြီးဘာကြောင့်လုံးဝမတူတဲ့ကောက်ချက်တွေထုတ်နိုင်တာလဲတချို့ကဒီပြဿနာရဲ့တရားခံကဒီလူပဲလို့ပြောတယ်တချို့ကမဟုတ်ဘူးစနစ်ကြောင့်ဖြစ်တာလို့ပြောတယ်တချို့ကတော့နှစ်ဖက်စလုံးမှာအကြောင်းရင်းရှိတယ်လို့ပြောတယ်ဘယ်သူမှန်တယ်နိုင်ငံရေးသိပ္ပံကဒီမေခွန်းကိုချက်ချင်းအဖြစ်မပေးပါဘူးအရင်ဆုံးသင်ဘယ်လိုစဉ်းစားနေလဲဆိုတာကိုမေးတာဖြစ်ပါတယ်ဒီ podcast series ကိုအစကနေခိုးဒီတောက်လျှောက်နားထောင်လာတဲ့သူတွေသတိထားမိမှာပါကျွန်တော်ဘယ်တော့မှဒီအမြင်ကိုယုံပါလို့မပြောခဲ့ပါဘူးဒီပါတီကိုထောက်ခံပါဒီအုပ်စုကိုကောင်းကွက်ပါလို့လည်းမပြောခဲ့ပါဘူးဘာကြောင့်လဲဆိုတော့ information literacy ရဲ့ရည်မှန်းချက်ကလူကိုဖြေပေးတာမဟုတ်ဘူးအဖြေရှာနိုင်တဲ့အတွေးခေါ်ကိုတိစောက်ပေးတာဖြစ်ပါတယ်အင်္ဂလိပ်လိုပြောရရင် teach people how to think not what to think လို့ပြောရမှာဖြစ်ပါတယ်ဆိုတော့တနည်းပြောရရင်ဒီ series တစ်ခုလုံးရဲ့အရေးအကြီးဆုံး message ဖြစ်ပါတယ်လူအများစုက analysis ဆိုတာအချက်လက်များများသိတာလို့ထင်တတ်ပါတယ်တကယ်တော့မဟုတ်ပါဘူး analysis ဆိုတာအချက်လက်တွေကြားကဆက်စပ်မှုကိုမြင်နိုင်စွမ်းဖြစ်ပါတယ်ဥပမာ freezer အပိုင်းတစ်ထောင်ကိုဇွဲပေါ်တင်ထားတယ်အပိုင်းတစ်ခုချင်းကိုသိတာက knowledge ပါအပိုင်းတွေကိုဆက်ပြီးပုံတစ်ပုံလုံးမြင်တာက analysis ဖြစ်ပါတယ်နိုင်ငံရေးမှာလည်းဒီလိုပါပဲသတင်းတစ်ပုတ်ချင်းသိတာကမလုံလောက်ဘူးသတင်းတွေကြားကပတ်တန်ကိုမြင်ဖို့လိုပါတယ် system thinking မှာအလုံးအရေးကြီးတဲ့စကားလုံးတစ်ခုရှိပါတယ်အဲ့ဒီစကားလုံးက mental model လို့ခေါ်ပါတယ် mental model ဆိုတာကဘာကြီးကိုကြည့်တဲ့ကိုယ့်ရဲ့မျက်မှန်ဖြစ်ပါတယ်ဥပမာဆရာဝန်တယောက်ကလူတယောက်ကိုကြည့်ရင်ကျမ်းမာရေးရှုထောင့်ကအရင်မြင်တယ်စီဝါရေးပညာရှင်ကကြည့်ရင်ကုန်ကြစိတ်နဲ့အကျိုးမြတ်ကိုအရင်မြင်တယ်ဥပဒေပညာရှင်ကကြည့်ရင်ဥပဒေရှုထောင့်ကိုအရင်မြင်တယ်နိုင်ငံရေးသိပ္ပံပညာရှင်ကတော့အဖွဲ့အစည်းအာဏာအကျိုးစီးပွားတမိုင်းနဲ့အချက်အလက်ပတ်ဝန်းကျင်ကိုအရင်ကြည့်တယ်အဲ့ဒီအတွက်ငါရဲ့မျက်မှန်ကဘာလဲဆိုတာကိုကိုမေးတတ်ဖို့လိုပါတယ်ကျွန်တော်တို့ဟာအမြန်ဆုံးအဖြေကိုသဘောကျပါတယ်ဒါပေမဲ့ရှုပ်ထွေးတဲ့လူအဖွဲ့အစည်းမှာအမြန်ဆုံးအဖြေကအမြန်မှန်ချင်မှမှန်ပါတယ်အကောင်းဆုံး analysis ဆိုတာအဖြေမြန်ထုတ်တာမဟုတ်ပါဘူးမေးခွန်းမှန်မေးနိုင်တာဖြစ်ပါတယ်ဥပမာငါမသိသေးတာကဘာရှိလဲဒီသတင်းမှာဘယ်သူအတန်မပါသေးဘူးလဲငါယူဆချက်ကိုစန့်ကျင်တဲ့အထောက်အထားရှိသလားအခြားရှင်းပြနိုင်တဲ့နည်းလမ်းရှိသလားဒီမေးခွန်းတွေကကျွန်တော်တို့ကို fast thinking ကနေပြီးတော့ slow thinking စီခေါ်သွားတာဖြစ်ပါတယ်ဒီနေ့အပိုင်းမှာ holistic analysis ဟာအဖြေတွေအလွယ်တကူထုတ်ဖို့မဟုတ်ပဲကောင်းတဲ့မေးခွန်းတွေမေးတတ်ဖို့ဖြစ်တယ်ဆိုတာလေ့လာခဲ့တာဖြစ်ပါတယ်နောက်ပိုင်းမှာတော့နိုင်ငံရေးသတင်းတစ်ပုဒ်ကိုအဆင့်10ဆင့်နဲ့ဘယ်လိုခွဲခြမ်းစိတ်ပြမလဲဆိုတဲ့ practical framework ကိုစတင်ဆွေးနွေးသွားမှာဖြစ်ပါတယ်အခုလိုအချိန်ပေးပြီးအဆုံးထိနားဆင်ပေးကြတယ်ကျွန်တော်မိတ်ဆွေတူးချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့နောက်အပိုင်းမှာပြန်လည်ဆုံစည်းကြရအောင်ပါခင်ဗျာ